everyone ကျွန်မကဒီနေ့မှလည်းစာကူရခင်းလေးဆက်ပြပါမယ်ပေါ့နော်ရှေးကြီးအောင်ဘယ်လိုလုပ်ကမလဲဆိုတာကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်တင်ဒီတိုင်းဆိုရင်တော့ကြတာရပါတယ်ရှင်ဒီခုပဲစားလိုက်ကြရအောင်နော်ရှေးကြီးအောင်လုပ်ကတာကမခတ်ပါဘူးနော်တချို့သူတွေကခတ်တယ်လို့ပြောတယ်ပထမဦးဆုံးမီနူးတဲ့ကိုဝင်ပါမယ်မီနူးတဲ့ကိုဝင်လိုက်တာနဲ့ဝင်လိုက်ပြီဆိုတာနဲ့ cross လေးကိုနှိပ်ပါမယ် cross လေးကိုနှိပ်ပြီးရင် cross လေးကိုနှိပ်ပြီးတော့ဒီဟာလေးကိုနှိပ်လိုက်ပါမယ်ပေါ့နော်အဲ့ထဲဝင်လိုက်ပါမယ်ပြီးရင်တော့floor လေးကိုဝင်လိုက်မယ်ပေါ့နော် floor လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုပုံစံလေးရက်ပေါ့နော်ပြီးရင်တော့အောက်ကလေးကိုဆွဲလိုက်ပါမယ်ပြီးရင်တော့8z ဘာမှလို့နော် sorry ပါ 8yz or all လို့ရေးထားပါအဲ့လေးချက်နှိပ်ပါပေါ့နော်ပြီးရင်တော့မှာကိုကြိုက်တဲ့လောက်ပေါ့နော်ကျဲလို့ရတယ်ကျမတို့ဒီလောက်ပေါ့နော်ဒီကြီးရှက်ဒါကြောင့်ကျမလည်းလိုက်ပါနော်ကျမတို့ရေးကြီးချင်တာတော့လို့ရတယ်ခုလုံးရေးကြီးချင်လေရနော်ခုလုံးရေးကြီးချင်ပြီးတော့ရပါတယ်ကျမကတခုလုံးရေးကြီးချင်ခုလုံးလုပ်လိုက်ဒါကျမတို့ဒါလေးပဲဖြစ်ခုလုံးရေးကြီးချင်တယ်အတွက်ချင်နော်ကာလာပြောင်းလို့ရပါတယ်ကျမပြရအောင်လေးပြောင်းလေးရပါတယ်ပြီးတော့ glass ကိုလည်းလုပ်လို့ရတယ်ကျမတော့glass လေးကိုပဲလုပ်လိုက်ပါတယ်ပေါ့နော်ရှီယာကိုကြီးချင်တာလို့ရတယ်ပေါ့နော်ရှီယာကိုကြီးချင်တာလို့လုပ်ရပါတယ်ရှာကျမတော့တိုက်တော့ကြည့်ရပါနော်妈妈线，是这帮人也把他送我写耶，明日过的车老把那表妹回来把门，回来打呢，cross 你过来接你来把门，你比如写呢，怎么也快他的路来了一个月吧。လာလို့ပြီးတော့အချင်းချင်းတာနဲ့ဥပမာ cherry ကိုလုပ်ပြမယ်နော်အဲဒီ cherry ကိုကြာတော့ဒီလိုမျိုးအဲဒီဟာလေးကို press နဲ့ပြန်ဝင်မယ်ဝင်ပြီးလို့ရှိရင်ခုနလောက်ထားတဲ့ဟာလေးကိုပြန်လိုက်ပါမယ်ပေါ့နော်ဒါနဲ့တမက်ဆိုပြီးဒီလိုလေးပေါ်ပါအဲ့လိုလေးပေါ်ရမယ်အများကိုလို့ချင်လို့ရခုံးစောင်းလိုက်နဲ့ကြံပြီးတက်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ရှူဒီကြီးနေဆိုတာတိချတာပါအမျိုးကိုကြည့်လိုက်ပါမယ်ဒီနေ့မှလည်းရှူဒီကြီးဒီဘက်ကတော့ရှူမပြေဘူးပေါ့နော်ဒီဘက်ကတော့ရှူမပြေပါဘူးပေါ့နော်ဒါကတော့ရှူအပြေပေါ့နော်ဖြစ်နေပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့နောက်တစ်ခုကတော့ငလျင်လှုပ်တာပေါ့နော်ငလျင်လှုပ်တာကဘယ်လိုလှုပ်ကြလဲဆိုရင်တင်ပြပေးမှာပေါ့နော်
ရေစောမီနူတဲဝင်လိုက်ပါနူတဲဝင်လိုက်တာနဲ့ cross လေးကိုပဲပြတ်နှိပ်ပါမယ်ပေါ့နော်နှိပ်ပြီးသားတာနဲ့အောက်ကလေးကင်မရာအဖက်ကလေးကိုနှိပ်ပါမယ်ဟမ်ဟာဒီတာနေထွက်နေ သာကူတယ်ကြီးhappy ပါနော်ဒီလိုရှိရင်တော့ဒီလိုမျိုးလှုပ်နေလို့ပေါ့နော်ညပြတ်ထားရတာအဲ့ဒါလေးနဲ့တော့ရှားမှာရှင်းဒီလိုရှိရင်တော့ဒီမှာကိုကြိုက်တယ်လို့အိမ်ဆောက်ဆောက်ရပါတယ်ဥမာဘာအိမ်ဆောက်ရဖို့စတယ်ဝယ်လိုက်ပါမယ်ရှင်းလိုက်တဲ့စစ်တာနဲ့ဥပမာဒီမှာပြတ်ထားတယ်ရှာလေးဒီခါလေးကိုဆောက်ရရှာလေးနဲ့ဒီရှိရင်ကိုကြိုက်တဲ့အိမ်ဆောက်ရပါနော်ပြီးရင်ချက်လေးကန်ချလိုက်ပါနော်မနာကအဲ့ရမပါတော့ဒီပေါ်ကြိုက်တယ်လို့ချက်လေးကန်ချလိုက်ရအဲ့ဒီပါပါတော့လေလေးရှိရင်တော့ရှာတာပါဖြစ်ပါလိမ့်ရှင်အားလုံးကိုဒီနေရာကနေပဲဆက်ဆက်လိုက်ပါလိမ့်ရှင်တတားဘိုင်ဘိုင်အားလုံးကိုကျေးဇူးပါလေနောက်ပြီးတော့ကြည့်ကြမယ်